မင်္ဂလာပါရှင်မြမရိုးရအမွေနှစ်တွေကိုအသက်သွင်းနေပဲအမှုပညာလောကမှာအခုရပိုင်းအထူးရေပန်းစားနေတဲ့အကြောင်းအရာတစ်ခုနဲ့တင်ဆက်ပေးခြင်းပါတယ်ဒါကတော့မြမမျိုးသမီးများနေ့ကိုဂုဏ်ပြုတဲ့ပလဲရတုစွမ်းအားပြုဂုဏ်ယူဝင်ကြွမြမမျိုးသမီးများဝစားစီရင်မှုပြပွဲပဲဖြစ်ပါတယ်ဒီပွဲမှာအားလုံးရဲ့အာယုံကိုဖန်ဆာနိုင်ခဲ့တာကတော့ပရိသတ်အချစ်တော်အောင်စဘူးနဲ့စမ်းရည်မှုတို့ရဲ့အကအလှတွေပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့ပေါင်းစပ်မှုကဘလောက်ထိကြည်ကောင်းပြီးဒီပွဲကိုအသက်ဝင်စေခဲ့လဲဆိုတာဒီနေ့ဗီဒီယိုလေးမှာအတူတူကြည့်ရှုလိုက်ကြရအောင်နော်ဇွန်လတရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ဒီပွဲမှာအောင်စဘူးနဲ့စမ်းရည်မိုးတို့ဟာမြမသဘင်အမှုပညာရဲ့အနှစ်သာရကိုဖော်ညွှန်းရင်းနဲ့ပရိသတ်တွေကိုအားတင်သွားစေခဲ့တာပဲဖြစ်ပါတယ်။သူတို့ရဲ့ကားကွက်တွေကတကယ်ကိုကျွမ်းကျင်ပိုင်းနိုင်လွန်းလာပြီးတယောက်နဲ့တယောက်ထပ်တူကြတဲ့အကားဟန်ချက်ညီမှုတွေကဒီပွဲရဲ့အဓိကအသက်ပဲလို့တောင်ဆိုနိုင်ပါတယ်။မြမအမျိုးသမီးများနေနဲ့အညီဝစားစီရင်မှုတွေကလည်းအထူးခံကြနေပြီးသူတို့နှစ်ယောက်ရဲ့စွမ်းဆောင်ရည်ကပွဲရဲ့အတိတ်ပဲကိုပို့ပြီးတော့တောင်မြင့်တင်ပေးလိုက်သလိုပဲဖြစ်နေပါတယ်။အောင်စဘူးနဲ့စမ်းရည်မျိုးတို့ရဲ့ဒီဖျော်ဖြေမှုဟာအမှုပညာအရန်မြောက်လွန်းလာပါတယ်။ပရိသတ်တွေကလည်းဒီမြောက်ရဲ့အတွဲညီမှုကိုအလွန်ပဲသဘောကျနေကြပြီးလူမှုကွန်ရက်တွေမှာလည်းအခုဆိုရင်အကဗီဒီယိုလေးတွေတော်တော်လေးပြန့်နှံ့နေတာကိုလည်းတွေ့ရှိရပါတယ်။အထူးသဖြင့်မျိုးဆက်တဲ့အမှုပညာရှင်တွေအနေနဲ့ကိုရိုးရအကကိုဒီလောက်ထိစိတ်ဝင်စားစရာကောင်းအောင်ပြန်လဲဖော်ထုတ်ပြသတာဟာအင်မတန်ချီးကျူးဖို့ကောင်းလာပါတယ်။နောက်ပြီးပွဲရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ပလဲရတုဂုံယူဝင်ကြွားမှုကိုသူတို့နှစ်ယောက်ရဲ့အကတွေကတစီအပြည့်အဝပေးစွမ်းနိုင်ခဲ့တာလို့လည်းမြင်မိပါတယ်။တချို့ပရိသတ်တွေကတော့နှစ်ယောက်သားအကကွက်တွေကအသက်ဝင်လွန်းလာလို့မြစ်တောင်မခက်ကြီးခဲ့ရတယ်လို့လောင်မှတ်ချက်ပေးနေကြပါတယ်။တကယ်လဲကြည့်ရတာအရသာရှိတဲ့ဖျော်ဖြေမှုတစ်ခုလို့လည်းမြင်မိပါတယ်။ကဲအောင်စဘူးနဲ့စမ်းရည်မှုတို့ရဲ့ဒီကားကတွေအပေါ်မှာပရိသတ်ကြီးအနေနဲ့ဘယ်လိုထင်မိပါသလဲ။သူတို့နှစ်ယောက်ရဲ့အခါကိုကြည့်ပြီးဘယ်အချက်ကအကြိုက်ဆုံးလဲဆိုတော့ comment မှာပြောသွားပေးကြပါအောင်နော်။အခုလိုအမှုပညာသတင်းလေးကိုနေ့စဉ်နဲ့အမျှသိရှိနိုင်ဖို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်နော်